Hello guys, ဒီနေ့မှာတော့ Kimmy ပေါ့နော်ဒီတာဝါလေးခုံရမှာဖြစ်ပါတယ်။ Kimmy ဘာရန်ခုံပြမလဲဆိုတော့မှန်းကြပါဦးရှင်။အရန်တော့မရှိဘူးပေါ့နော်လူကပြီးတော့ TikTok ဟောတာလည်းအရန်မရှိတော့10 မိနစ်စာလောက်ပါပဲ10 မိနစ်စာလေးပဲပေါ့နော်။ Kimmy ပုံစံရှင်းတာပါလေလို့Kimmy အရင်တော့ပုံစံမဟုတ်တော့ဘူးနော်။ဟိုကကျပုံစံလေးရှင်းဖြစ်တော့တိတ်မလှလို့ထင်လို့ပေါ့နော်။တာဝါတူပါတယ်ရှင်။ Kimmy အစကကျတော့ဒီဥစ္စာပေါ့ view ရလို့ရှိရင် Kimmy ရဲ့ပြုတ်ကျတယ်လို့ရှင်းနေထင်တာပဲ။ဒါ Kimmy တကယ်ချင်း join ရလို့ဆို Kimmy ပင်နာရုပ်ကလေးကိုကြည့်နေပါတော့။ Kimmy အပေါ်တော့ရောက်တော့မယ်ပေါ့နော်။ Kimmy 2 မိနစ်ကျော်3 မိနစ်လောက်ခုံအောင်မထင်တာ10 မိနစ်လောက်ပဲခုံလိုက်ရတယ်။ဒီနားကဒီတာဝါမခုံလာကျတော့အဲ့လိုခုံတဲ့နေရာမှာပေါ့နော်။မရဘူးဖြစ်နေပေါ့နော်။ပြီးတော့မှနည်းနည်းပါးလေးရောက်တော့အဆင်တော့အပေါ်ရောက်ပါရှင်။ Kimmy ကဘာတာဝါအရန်ခုံပြရမလဲဆိုတော့မှန်းကြပါဦး။အားလုံးပဲ bye bye